Hello ဘော်ဒါအားလုံးမင်္ဂလာပါ။တိတ်ဒီတစ်ခေါက်ဘော်ဒါတယောက်အတွက်မွေးနေ့လက်ဆောင်ပေးဖို့ရှိတဲ့အတွက်TikTok short တွေဝင်ရှာရင်ဒီနေ့ချက်လေးတစ်ခုတော်တွေ့မိပါတယ်။ပိုးထဲမှာတော့ထုံးစံတိုင်းပဲဘော်ဒါတို့user manual လေးပါမယ်။ပြီးလို့ရှိရင် wireless earphone လေးပါမယ်။ type C charger လေးပါမယ်ဘော်ဒါတို့ဒီ earphone လေးကိုဆက်ကြည့်ရရင်plastic ကိုတုံးထားပေးမယ်လေ quality ကောင်းတယ်မဆိုးဘူးလို့ပြောရမယ်ဘော်ဒါတို့ဆိုတော့ Bluetooth ချိတ်ဆက်နည်းလေးကိုဆက်ပြောပြပေးမယ်နော်ဘယ်လိုလုပ်ရလဲဆိုတော့ netjet လေးရဲ့အဖုံးလေးကိုအရင်ဆုံးဖွင့်မယ်ကိုချိတ်ဆက်ချင်တဲ့ device ရဲ့ Bluetooth လေးကိုထပ်ပြီးတော့ဖွင့်ပေးမယ်ပြီးလို့ရှိရင်တော့ဘော်ဒါတို့ netjet လေးကိုနှစ်ဖက်စလုံးအပြင်ကိုထုတ်ပြီးလို့ရှိရင်ပေါ်လာတဲ့ DWS ကိုနှိပ်လိုက်ရင်ကိုသုံးမဲ့ device နဲ့ earphone ကချိတ်ဆက်လို့ပြီးတော့ပါပြီ netjet ကိုတက်ကြည့်လိုက်တော့ထင်တာတက်ပို့ပြီးတော့တော့မိုက်နေတယ်ဘာကြောင့်လဲဆိုတော့ဒီ netjet ကိုနားထဲမှာထည့်ထားရတဲ့ feeling ကိုကတကယ်ပေးရတဲ့စီနဲ့မောင်ဝတိတ်မထင်ထားခဲ့ဘူး။ဘာကြောင့်လဲဆိုတော့မောင်ဝတိတ်ပြုံးသွားတာကိုပဲကြည့်လိုက်လေ။ function ကအတော်ဆုံးနေပြောရမယ်ပေါ့လားတို့။ဘာကြောင့်လဲဆိုတော့တစ်ချက်ဆိုလို့ရှိရင် stop သွားမယ်။ညာဘက်ကိုနှစ်ချက်ဆိုလို့ရှိရင်အတန်ကျေလာမယ်။ဘယ်ဘက်ကိုနှစ်ချက်ဆိုလို့ရှိရင်အတန်တိုးလာမယ်။သုံးချက်နှိပ်လိုက်လို့ရှိရင်တစ်ချင်က next ဖြစ်သွားမယ်ပေါ့လားတို့။တို့ဈေးတန်တဲ့နှစ်ချက်လေးကိုစိတ်ဝင်စားလို့ရှိရင်မောင်ဝတိတ်စီချင်းတောင်လေးချပေးထားတယ်နော်။ကျေးဇူးပါပေါ့လားတို့ကြီး။ See you next video